တော့အလုပ်ကိုသွားနေတဲ့လမ်းမှာပေါ့လေရာသီဥတုကတော့ကျွန်တော်မှတော်တော်စိုးနေတဲ့အချိန်ကြီးဖြစ်နေတာပေါ့တော့ဆက်တော့driving recorder တက်မယ်ဆိုရင်အဓိကတော့ကားမောင်းတဲ့လူဘေးနားမှာထိုင်နေမဲ့လူရဲ့မျက်စိရှုပ်မနေအောင်လို့ဝါကြိုးတွေကိုတေချာဖျောက်ထားပေးဖို့လိုတာပေါ့လေကျွန်တော်တက်နေတာတော့ logic ဒါ Scania Threader ဖြစ်တဲ့ကြောင့်မလို့ Xsin လည်းပါတယ် Threader ပဲအခုကတော့ဒါ rear view camera ကိုတက်နေတာပေါ့လေ driving recorder ပေါ့ဒီ Scania အတွက်ကကျွန်တော် camera 3လုံးတက်မယ်နောက်ကောအရှိရောပြီးတော့ driver အတွက်ကော driver ဘက်ကိုလှည့်ထားတဲ့ camera ပါတက်ပေးဖို့လိုတယ်ပေါ့လေဒါကတော့ insurance company အတွက်သူကတော့ driver ပေါ်မှာကြည့်မှာပေါ့လေဘယ်လို react လုပ်တယ်ပေါ့ကြည့်ကိုဖြစ်တဲ့အချိန်မှာ accident ဖြစ်တဲ့အချိန်မှာဘယ်လို react လုပ်တယ်ဆိုတာဒီပါကြည့်ဖို့အတွက်ကြောင့်မလို့ကားမှာအတွက်တော့ကျွန်တော်driver recorder 3လုံးတက်ပေးဖို့လိုတယ်ပေါ့လေကျိုးတွေကိုကားမောင်းတဲ့လူအတွက်အနောက်ရှက်မဖြစ်အောင်မြုပ်ထားဖွက်ထားပေးဖို့တော့လိုတာပေါ့လေမြန်မာမှာလည်းတူပါမြန်မာမှာတက်ပေးတဲ့ workshop တွေမှာလည်းလုပ်တဲ့ပုံစံနဲ့အတူတူပါပဲဂျပန်မှာပို့ပြီးတော့ဂျပန်မှာပို့ပြီးတော့လွယ်တာဂျပန်မှာသုံးမဲ့ပစ္စည်းတွေအကုန်လုံးနှီးပါဘလို့တက်ကမယ်ဘယ်နေရာဘလို့တက်မယ်ဘယ် system တွေတော့ပါတယ်ဘယ်ဟာကိုတင်ချလိုက်တာပါဆိုတဲ့ဟာမျိုးကိုရှင်းရှင်းလင်းလင်းတိတိကျကျရေးထားပေးပြီးသားပေါ့လေဂျပန်မှာအဲ့ဒါအရန်လွယ်အဲ့တော့ဂျပန်မှာ driving recorder တက်မယ်ဆိုဘယ်ဟာကိုဘလို့လုပ်ဘယ်ဟာနေဘလို့တက်ပြီးတော့ဘယ်ဟာကိုတိကျလိုက်တာပါဆိုတဲ့သူတို့ရဲ့လမ်းညွှန်ရေးထားပေးတဲ့အချက်လက်တွေအရန်ပြည့်စုံတဲ့အတွက်ကြောင့်မလို့မြန်မာနိုင်ငံထက်ဆိုင်ပို့ပြီးတော့အဆင်ပြေတယ်လို့ဆိုရမှာပေါ့လေ